ပဲမင်္ဂလာပါအခုကျွန်တော်ပြထားတဲ့ဒူရင်တီးရဲ့အပင်ကတော့ကျွန်တော်တို့ရန်ကုန်တိုင်းလှည်းကူးမြို့9စုတောင်ရွာမှာပဲရှိပါတယ်ဗျဒီချမ်းကတော့ကျွန်တော်ဟိုအစကတည်းကလည်းတင်ထားဖို့ပါတယ်ဗျအပွင့်တဲ့အချိန်တုန်းကလည်းအဲ့ဒါလည်းကျွန်တော်တစ်ခါနှစ်ခါလောက်တင်ထားတာရှိပါတယ်ဗျမိတ်ဆွေတို့အနေနဲ့ရောလာရောက်ကြည့်ရှုလေ့လာလို့ရပါတယ်ဗျဒီချမ်းကလည်းမြကျွန်းတာချမ်းလို့ခေါ်ပါတယ်ဗျရန်ကုန်တိုင်းမှာကျွန်တော်တို့ရန်ကုန်မှာဒူရင်တီးပင်စိုက်လို့ရတာလားဆိုတဲ့မိတ်ဆွေများအတွက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရန်ကုန်တိုင်းလှည်းကူးမြို့မှာရှိတဲ့အပင်ရဲ့အသီးပဲပေါ့နော်ဒါကျွန်တော်တို့ရန်ကုန်မှာပါဗျရန်ကုန်မှာနေရာတိုင်းတော့စိုက်လို့မရပါနဲ့နေရာတော်တော်များများတော့စိုက်လို့ရပါတယ်ဗျရန်ကုန်တိုင်းမှာကြတော့ကျွန်တော်တို့ထုံးတက်ပါတဲ့ရေနဲ့ရေငံတက်ပါတဲ့ရေတွေရှိတာပေါ့နော်အဲ့ဒီနေရာတွေမှာနောက်ပြီးတော့ကျွန်တော်တို့ရေဝတ်တဲ့နေရာတွေမှာပေါ့နော်တချို့သောနေရာတွေကဟိုလေဝင်လေထွက်မကောင်းတဲ့နေရာတွေမှာကျွန်တော်တို့စိုက်လို့မရပါဘူးဗျဝင်လေထွက်လည်းကောင်းမယ်ပြီးတော့တနွေလုံးစာလည်းကျွန်တော်တို့ရေလုံလောက်ရမယ်နေအောင်ကြီးလည်းကျွန်တော်တို့ပြည့်ဝရမယ်ဆိုတဲ့နေရာဆိုလို့ရှိရင်ရန်ကုန်တိုင်းမှာဒူရင်ပင်စိုက်လို့ရပါတယ်ဆိုတာကိုကျွန်တော်တို့ချစ်မိတ်ဆွေများကိုမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ